အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ဖြစ်ပါတယ်ဗျဒီနေ့မိတ်ဆွေများကိုမျက်စိအတွင်းတိမ်အပြင်တိမ်တွေကိုယူပစ်တယ်လို့လင်းမင်းစားပျောက်ကင်းသွားစီမဲ့မန်ဒလင်းတစ်ပုတ်နဲ့မြောက်ပေးမှာဖြစ်ပါတယ်ဒီမန်ဒန်ကကျွန်တော်ငငယ်တုန်းလေးကကြားဘူးခဲ့တာပါကျွန်တော်နေမှာရှိတဲ့ဖုံဖုံတစ်ပါးဆိုလို့ရှိရင်နီနာ60ကရှိတဲ့ရွာလူတွေကိုတိမ်နေဖြစ်လို့ရှိရင်ဆရာတော်ဘုရားကြီးမှလာရောက်ပြီးမန်းရပါတယ်2ရက်လောက်ပဲမန်းတယ်တတ်တာပျောက်ကင်းသွားတာကိုလည်းတွေ့ရတယ်တချို့ဆိုရင်လို့ရှိရင်မိနစ်ပိုင်းတွင်းကိုပျောက်ပြီးတခါတည်းပြန်သွားရတာမျိုးတွေတွေ့ဘူးတယ်ဒီဟာလေးကိုကျွန်တော်ငငယ်တော့ခဏခဏတွေ့တယ်ပေါ့နော်ဒါပေမဲ့အခုလိုချိန်ကမျိုးမှာကျွန်တော်ပြန်လိုချင်တယ်ပေါ့နော်လိုချင်တော့တရားကိုစိတ်ဝင်စားနဲ့လိုက်ရှာတာဗမာမှရှာမတွေ့ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ဟိုတလောလောကန်ကောင်းထောက်မစွာနဲ့ TikTok မှာရှိတဲ့ဆရာသမားတယောက်တင်တာကိုသွားတွေ့ပါတယ်အဲ့ဒါကိုကျွန်တော်ကူပြန်လဲကူယူထားပါတယ်တင်ပေးတဲ့ဆရာသမားကိုလည်းကျေးဇူးတင်လာပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေခုနှစ်သားသမီးများအတွက်ကျွန်တော်ဒီနေ့မှာပြန်လဲပြီးတော့သုံးလို့ရမယ်ကျွန်တော်တွေအတွင်းတင်ပြင်တင်တွေကိုပျောက်တတ်တာပျောက်ငွေးစင်မဲ့မန်နယ်လေးနဲ့ကုပုံကုနီလေးကိုမြောက်ပေးမှာဖြစ်ပါတယ်ဒီဟာလေးကစီယူစင်ကတော့နေအချိန်လဲကုန်တယ်အဲ့တော့ငွေကုန်ကြေးကြလည်းများတယ်ခုချိန်ဆိုတိန်နေပါဖြင်းခွဲရပြူရဆေးရတချို့ဆိုရင်လုံးဝခွဲများတော့တဲ့အခြေအနေမျိုးတွေတောင်ရှိတယ်အဲ့လိုအခြေအနေမျိုးတွေကျွန်တော်ကြုံနေရရင်ဒီဟာလေးကိုသုံးကြည့်ပါတကယ်လေးအစွမ်းထက်လာပြီးတကယ်လေးအဆင်ပြေလာပါတယ်ကျွန်တော်ကုပုံကုနေနဲ့အသုံးပြုမှုပြုနေလေးကိုတေချာလေးမြောက်ပေးမှဖြစ်လို့မိတ်ဆွေများကဗီဒီယိုမကြော်မခွမနဲ့တေချာလေးလုပ်ပေးပါဗျဟုတ်ပြီဒါဆိုလို့ရှိရင်ပထမတော့ကျွန်တော်တွေမလိုတာလိုအပ်တာလေးကတော့နှမ်းစီပဲဖြစ်ပါတယ်နှမ်းစီစစ်စီလေးဖြစ်ရမယ်မစစ်စီဖြစ်ရမယ်မစစ်စီဆိုတာကတော့ကျွန်တော်တွေဈေးမစစ်ပဲဝယ်တာပြောတော့ပါမိတ်ဆွေများကနှမ်းစီဝယ်မယ်ဆိုလို့ရှိရင်ဈေးမစစ်ပါနဲ့သူပြောတဲ့အတိုင်းပဲဝယ်မယ်အပူလေးထည့်ပေးပါအောင်ဘာညာလဲမပြောပါနဲ့သူပေးတဲ့အတိုင်းပဲယူပါအပူထည့်ပေးရင်လည်းမယူပါနဲ့အပူမထည့်ပါနဲ့ပြောပါနော်အဲ့တော့ကျွန်တော်တို့တွေအဲ့ဒါကိုနန်းစီကိုဈေးမစစ်ပဲဝယ်တယ်မို့လို့မစစ်စီတို့ခေါ်ပါတယ်မစစ်စီကိုယူမယ်အဲဒီမစစ်စီကိုယူပြီးတော့ကျွန်တော်တို့လက်ဖက်ရည်အကျန်းပကံလုံးတဲ့ကိုတဝက်တီတီထည့်ပါလက်ဖက်ရည်အကျန်းပကံလုံးတဲ့ကိုတဝက်တီတီထည့်မယ်ထည့်ပြီးတော့အပေါ်မှာအဝတ်ရောင်အဝတ်အဖြူပိတ်စအဖြူတန့်လေးပေါ့နော်အဲ့ဒါလေးကိုအုပ်ထားမယ်အဲ့တော့ကျွန်တော်တို့အကျန်းပကံလုံးတဲ့ကိုနန်းစီစစ်လေးတဝက်လောက်ထည့်မယ်အပေါ်မှာအကျန်းပကံလုံးတဝက်လောက်အုပ်မယ်အုပ်ပြီးဒီအဲ့ပကံလေးကိုအဲ့ပကံလုံးလေးကိုအဲ့တော့တိမ်ဖြစ်နေတဲ့မျက်စိအောက်နာလေးကိုအသာလေးတိတ်ထားမယ်တိမ်ဖြစ်နေမျက်စိအောက်နာလေးကိုတိတ်ထားမယ်ကိုတိုင်ဖြစ်ရင်ကိုတိုင်ရွတ်လို့ရတယ်လို့ကိုကသူတစ်ပါးကိုရွတ်ပြီးလဲရပါတယ်အဲ့တော့ကျွန်တော်တို့ရုပ်ကမှတော့39ခေါက်ရွတ်ပါတယ်တစ်ခေါက်ရွတ်ပြီးတိုင်းဖူးဆိုပြီးတစ်ခါမှုတ်ထုတ်ပြရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တစ်ခါလေးလုပ်ပြပေးမယ်နော်အုံတိန်ကိုတိန်အုပ်လကိုလအုပ်မအုပ်တော့ပါကွာစရာကွာဖွာဟာဖူးအဲ့လိုဖူးဆိုပြီးတော့ကျွန်တော်တို့မှုတ်ထုတ်လိုက်ပေါ့နော်ဖူးဆိုပြီးတော့အဲ့လိုမှုတ်ထုတ်လိုက်ပါတစ်ခေါက်ပြီးရင်တစ်ခါမှုတ်ထုတ်ပါ39ခေါက်မှန်းပြမှာဖြစ်ပါတယ်အုံတိန်ကိုတိန်အုပ်လကိုလအုပ်မအုပ်တော့ပါကွာစရာကွာဖွာဟာအုံတိန်ကိုတိန်အုပ်လကိုလအုပ်မအုပ်တော့ပါကွာစရာကွာဖွာဟာအုံတိန်ကိုတိန်